ဟီတန်ရဲ့တိုက်ခိုက်မှုတွေကတကယ့်ကိုအာယုံနောက်ဆက်ရာကောင်းပါတယ်။မိုးကြိုးလှန်ရှည်တိုက်ကွက်ဆိုတဲ့အတိုင်းသူတိုက်ခိုက်လိုက်တဲ့လန်သွားမှာမိုးကြိုးတက်လှိုင်းတွေထွက်လို့နေခဲ့တာပါ။ရှီဘိုကတော့အီနိုရာရှာဘက်ကနေအားပေးလို့နေပါတယ်။ငါအဖေအတွက်ဟီတန်ကိုတပ်ပေးပါအီနိုရာရှာတဲ့။မန်တန်ကတိမ်ပေါ်ကနေသူ့အကိုဟီတန်ကိုကူပေးဖို့အတွက်ဗဇက်ထဲကမိုးကြိုးတွေနဲ့ပြစ်ဖို့လုပ်ပေမဲ့ကာဂိုမီကငကြောက်တွေကမှနှစ်ယောက်တစ်ယောက်ချကြတာဆိုပြီးသူ့ကိုတိမ်ပေါ်ကနေတွန်းချလိုက်တယ်။မန်တန်ပြုတ်ကျသွားတာနဲ့အတူသူတကိုးနဲ့ဖန်တီးထားတဲ့တိမ်ဟာလည်းပျောက်ကွယ်သွားတာကြောင့်ကာဂိုမီလည်းမိုးပေါ်ကနေလိမ့်ကျလို့လာပါတယ်။အင်ဒရာရှာကကူဖို့လုပ်ပေမဲ့ဟီတန်ရဲ့တိုက်ကွက်တွေကြောင့်အခွင့်မသားပဲတောင့်ထားကာဂိုမီလို့သာလန့်អော်လိုက်နိုင်တယ်။ပြုတ်ကျနေတာပါဆိုနေဘလို့တောင့်ထားလို့ရမှာလဲကာဂိုမီကပြန်អော်ပြောလိုက်ပါတယ်ကာဂိုမီကန်ကောင်းပါတယ်မန်တန်ရဲ့အပေါ်ကိုကြာတာမို့အကြမနာလိုက်ပါဘူးမန်တန်ကတော့သူ့ကိုတွန်းချလိုက်တဲ့အပြင်သူ့အပေါ်ကိုပါပြုတ်ကျလာတာကြောင့်ကောင်မားလို့ဆဲလိုက်ပြီးကာဂိုမီကိုလိုက်ပါတော့တယ်ကာဂိုမီပြင်းရင်းနဲ့ချော်လဲလို့သွားပြီးမန်တန်ကမီးလူဆဲဆဲဖြစ်နေချိန်မှာရှစ်ဘိုကမန်တန်ရဲ့ခေါင်းပေါ်ကိုဂျင်းသေးသေးလေးနဲ့ပစ်လိုက်တယ်။အဲ့ဒီဂျင်းလေးဟာရုတ်တရက်အကြီးကြီးဖြစ်လာပြီးဂျင်းရဲ့လက်ပတ်မှုနဲ့အလေးချိန်ကြောင့်မန်တန်မှောက်သွားပါတယ်။ကာဂိုမီကရှစ်ဘိုရဲ့မော်ပညာဟာတော်တော်လေးစွမ်းနာပဲလို့ချီးကျူးလိုက်ပေမဲ့မျိုးကားကတော့ဒီမြေခွေးမော်ပညာဟာလှည့်စားမှုတတ်တာဖြစ်ပြီးတကယ်ထိရောက်တာမျိုးမဟုတ်ပဲမန်တန်မှောက်သွားတာကသူ့စိတ်ထဲတကယ်ကြီးထန်သွားတာကြောင့်လို့ရှင်းပြလိုက်ပါတယ်။ရှစ်ပိုလက်ချက်ကြောင့်မန်တန်ခမရှိသူမဲ့စုသပင်တွေအကုန်လုံးကျွတ်သွားတာကြောင့်ပိုးပြီးဒေါသတွေထွက်လာပါတယ်။ဒေါသတွေကြောင့်မန်တန်ကနေရာအနှံ့ကိုလျှက်စီးတွေထုတ်လုပ်ပြီးကာဂိုမီတို့ကိုရှာပါတယ်။ကာဂိုမီတို့ကကြောက်ကြောက်လန့်လန့်နဲ့ပုံနေကြပြီးအကြံတစ်ခုထုတ်နေကြပါတယ်။ရုတ်တရက်မန်တန်ဟာကာဂိုမီတို့ကိုလိုက်ရှာနေရင်းနဲ့နေရာတစ်ခုမှာကာဂိုမီလဲကျနေတာကိုမြင်လိုက်ရလို့အနားကပ်သွားပြီးလဲပင်ညှစ်လိုက်ချိန်မှာနင်းစပင်တွေအရန်ကြိုက်တယ်မလားယူချင်းယူလေဆိုပြီးပြောလိုက်တာကြောင့်မန်တန်အံ့အားသင့်သွားတယ်အဲ့ဒီအချိန်မှာပဲသူ့ဘေးမှာဂါဂိုမီနောက်တစ်ယောက်ပေါ်လာပြီးသူ့ပါးမှာစိုက်နေတဲ့မြားကိုနှုတ်လို့မန်တန်ရဲ့နှစ်ဖူးမှာကတ်ထားတဲ့မော်ဝင်ကြောက်မြအပိုင်းအစကိုဖျက်ဆီးဖို့လုပ်ပါတယ်ဒါပေမဲ့လည်းမန်တန်ကသူ့လက်ထဲမှာကင်ထားတဲ့ဂါဂိုမီအယောင်ဆောင်ရှစ်ပိုကိုကန်ထုတ်လိုက်ပြီးဂါဂိုမီလေပင်ကိုညှစ်ပစ်လိုက်တယ်အင်ဒရာရှာဟာဒီအဖြစ်ကြောင့်အာယုံလွင့်ပြန်သွားတာကြောင့်ဟီတန်ရဲ့လှမ်းချက်ကသူ့ကိုထိသွားပါတယ်ဒါကြောင့်ပဲလူနဲ့ဒါတခြားစီဖြစ်သွားပြီးရေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ရှစ်ပိုဟာကာဂိုမီကိုကယ်ဖို့ကြိုးစားပေမဲ့မန်တန်ကအလွယ်တကူပဲရိုက်ထုတ်ပစ်လိုက်ပါတယ်။မန်တန်ကရှစ်ပိုကိုခဏဆောင်အောင်မကြခင်မင်းလည်းမင်းအဖေလိုငါးကပတ်ဖြစ်သွားမှာပဲဆိုပြီးလှောင်ပြောင်လိုက်တယ်။ရှစ်ပိုကအယမ်းကိုဒေါသဖြစ်သွားခဲ့ပြီးမန်တန်ကိုမလွတ်တမ်းဝင်ကြိုက်ပါတော့တယ်။ဒီအဖြစ်ကိုမြင်တဲ့အင်ဒရာရှာဟာဒေါသထွက်သွားပြီးငါလည်းကောင်းတဲ့မိစ္ဆာတော့မဟုတ်ဘူး။ဒါပေမဲ့မင်းတို့လုပ်ရက်တွေကအယမ်းကိုတရားလွန်လွန်းတယ်လို့ပြောလိုက်ပြီးလက်ပလာနဲ့လက်သေးကိုအသုံးပြုလို့သွေးစွန်းလက်သေးတိုက်ကွက်နဲ့ဟီတန်ကိုတိုက်ခိုက်လိုက်ပါတယ်။ဟီတန်ကဒီတိုက်ကွက်ကိုကာလိုက်ပါတယ်။ဒါပေမဲ့အင်ဒရာရှာကဒီတိုက်ကွက်ထုတ်လိုက်တာဟာသူ့ဓာတ်ကိုပြေးယူဖို့အတွက်အာယုံလွှဲလိုက်ယုံတတ်ပါပဲ။ဓာတ်ကိုပြေးယူပြီးဟီတန်ကိုလှမ်းပေါက်လိုက်ပါတယ်။ဓာတ်ချက်ကသူ့ကိုလွှဲသွားတာကြောင့်ဟီတန်ကအယူဘဲကိုလိုက်ပစ်နေတာလဲဆိုပြီးပြောလိုက်ပေမဲ့အင်ဒရာရှာကဟီတန်ကိုချိန်ပြီးပစ်တာမဟုတ်ပဲမန်တန်ကိုပစ်လိုက်တာပါ။အင်ဒရာရှာရဲ့ဓာတ်ချက်ဟာမန်တန်ရဲ့ကြောကိုတီတီမိမိကြီးမှန်သွားပြီးမန်တန်လဲကျသွားပါတော့တယ်။အဲ့ဒီအခွင့်ကောင်းကိုကာဂိုမီကလက်လွတ်မခံပဲရှစ်ပိုနဲ့အတူသူ့ရဲ့အဖေအရေးကုန်းကိုပါမန်တန်စီကဆွဲဖြုတ်ပြီးထွက်ပြေးပါတယ်။ဟီတန်ကတေးလူဆဲဆဲမန်တန်စီကိုပြေးသွားပြီးပွေ့ဖက်လိုက်တယ်။မန်တန်ကသူချစ်တဲ့အကိုကိုကျွန်တော်နောင်ဘဝကြရင်အမွေးတွေအများကြီးရှိတဲ့ခူကောင်လိုဖြစ်ချင်တယ်နှုတ်ဆက်ပါတယ်ဆိုပြီးပြောလို့တေးဆုံးသွားပါတော့တယ်။ဟီတန်ဟာမန်တန်ရဲ့အလောင်းကိုဖတ်ပြီးဝမ်ပန်တနဲ့ငိုကြွေးနေရင်ရုတ်တရက်အလောင်းကိုတွားနေကြိုက်ဖြစ်တယ်။ဒီအဖြစ်အပျက်ကိုမြင်တဲ့ဂါဂိုမီကသူ့ညီအလောင်းကိုသူပြန်စားနေတာလားဆိုပြီးပြောလိုက်ပေမဲ့မဟုတ်ဘူးသူ့ညီကိုရဲကမှော်ဝင်ရတနာအစွမ်းကိုစုပ်ယူနေတာတတိထားသခင်လေးအင်ဒရာရှာဒီကောက်မှာအခုဆိုရင်မှော်ဝင်ရတနာအပိုင်းအစ9ခုရှိပြီးအစွမ်းပိုထလာတော့မယ်လို့ပြောလိုက်ပါတယ်။တတိပေးစကားပြောနေတော့မိုးကြိုးသွားလှန်တန်တဲ့အတူဟီတန်ကတိုက်ခိုက်လာပါတယ်။ဒီတစ်ချိန်တိုက်ခိုက်မှုတွေကအရင်ထပ်ပိုပြီးအစွမ်းထက်လာခဲ့တယ်လို့ညီဖြစ်သူကိုဂလေစားခြေချင်တဲ့ဟီတန်ရဲ့ဒေါသတွေကလည်းပိုပြီးပြင်းထန်လို့လာနေခဲ့ပါပြီ။အနေကိုခံစားမိတာကြောင့်အင်ဒရာရှာဟာကာဂိုမီကိုဝေးဝေးပြေးခိုင်းလိုက်တယ်။ဟီတန်ကမိုးကြိုးလုံးတစ်လုံးထုတ်လွှတ်ပြီးတိုက်ခိုက်လာပါတယ်။ဒီမိုးကြိုးလုံးရဲ့စွမ်းအားဟာအယမ်းကိုအစွမ်းထက်တဲ့အကြောင်းကိုခံစားသိလိုက်တာကြောင့်အင်ဒရာရှာမတားဆီးနိုင်တဲ့အကြောင်းကိုယ်တိုင်ခံစားသိလိုက်ပါတယ်။
မျိုးကားကတော့အင်ဒိုနီးရှားကိုဓာတ်အိမ်နဲ့ကားလိုက်ဖို့အကြံပေးပါတယ်။အင်ဒိုနီးရှားရဲ့တပ်ဆိုင်ကဓာတ်အိမ်ကိုသုံးပြီးကားဖို့အတွက်အကြံပေးလိုက်ပါတယ်။မျိုးကားရဲ့အကြံကအလုပ်ဖြစ်ပါတယ်။တပ်ဆိုင်ကဓာတ်အိမ်ကမိုးကြိုးဘုံလုံးကိုအောင်မြင်မြင်ပဲထိန်းချုပ်လိုက်နိုင်တယ်။မျိုးကားရဲ့အတွေ့ကမှန်သွားတာပါ။ဘာလို့လဲဆိုတော့တပ်ဆိုင်ကဓာတ်လို့အစွမ်းအရန်ကြီးတဲ့ဓာတ်ကိုတောင်ထိန်းထားနိုင်တဲ့ဓာတ်အိမ်မို့ဒီလိုမိုးကြိုးဘုံလုံးကိုလည်းထိန်းနိုင်မယ်လို့တွက်လိုက်တာပါ။ဟီတန်ကနောက်ထပ်မိုးကြိုးဘုံလုံးတစ်လုံးကိုထုတ်လွှတ်လိုက်တယ်။အင်ဒိုနီးရှားကဒီဘောလုံးကိုဓာတ်အိမ်နဲ့ကာလိုက်နိုင်ပေမဲ့အင်ဒိုနီးရှားကာနေတဲ့အချိန်မှာပဲဟီတန်ဟာသူ့အနောက်ရောက်လာပြီးကြောကိုလှမ်းတဲ့မိမိရဲ့အကြီးထုံးမိပြီးအရေးနိုင်သွားပါတော့တယ်။ကာဂိုမီဟာဒီအဖြစ်ကိုမြင်လို့အင်ဒိုနီးရှားအတွက်အရန်ကိုစိုးရိမ်သွားခဲ့ပြီးကူညီနိုင်မဲ့နီလန်တစ်ခုရှာတော့တယ်။ရန်သူဖြစ်တဲ့ဟီတန်ကမီးဘိန်းလုံးတွေစီးထားတာကိုကြည့်ရင်ကာဂိုမီကတခုခုကိုစဉ်းစားလိုက်မိတယ်။ဒီကောင်အရန်ကိုမြန်ရွေ့ရှားနိုင်နေလို့တိုက်ခိုက်တဲ့နေရာမှာအရေးတာနေတာရွေးရှားမှုတွေကိုနှောင့်နှေးအောင်လုပ်မှဖြစ်မယ်။ဒါကြောင့်ရှပိုကိုလေးအဖြစ်အသွင်ပြောင်းခိုင်းလိုက်ပြီးဟီတန်ရဲ့မီးဘိန်းလုံးကိုထိအောင်ပစ်ပြီးဖျက်ဆီးပစ်လိုက်ပါတော့တယ်။မီးဘိန်းလုံးပျက်စီးသွားတာနဲ့အင်ဒိုနီးရှားဟာဟီတန်ရဲ့လှန်တံကိုဖမ်းဆုပ်လိုက်ပြီးလက်သီးနဲ့မိမိရထိုးပစ်လိုက်ပါတယ်။ဟီတန်ကအလွယ်တကူနဲ့အနိုင်ယူနိုင်တဲ့သူမဟုတ်ပါဘူး။ရုတ်တရက်ပြန်ခုံဝင်လာပြီးအင်ဒိုနီးရှားကိုမိုးကြိုးသွားလှန်တံနဲ့ထပ်ပြီးတိုက်ခိုက်ပါတယ်။ဒီတစ်ချိန်တော့တိုက်ခိုက်ချက်ကပြင်းလွန်းလာတာကြောင့်အင်ဒိုနီးရှားအကာအကွယ်အနေနဲ့သုံးတဲ့ဓာတ်အိမ်9000အဲ့လိုသွားခဲ့ပါတယ်။ဒီအဖြစ်ကိုမြင်လိုက်ကြရတော့ကာဂိုမီနဲ့ရှစ်ပိုဟာတက်ဆိုင်ကဓာတ်ကိုအင်ဒိုနီးရှားစီပြေးပြီးပေးဖို့အတွက်လုပ်ကြတယ်။ဟုတ်တယ်လေဓာတ်အိမ်သာကွဲသွားရင်အင်ဒိုနီးရှားရောသူတို့ကိုစမုံတုံးကြတော့မှာ哦ဒီအဖြစ်ကိုဟီတန်ကမြင်ပါတယ်။ဒါကြောင့်ပဲပါဇက်ထဲကနေမိုးကြိုးတွေပြစ်တဲ့မန်တန်ရဲ့အစွမ်းကိုသုံးပြီးကာဂိုမီတို့ကိုလှမ်းပြီးပစ်လိုက်တယ်။အဲ့ဒီအခါမှာပဲကာဂိုမီရောရှစ်ပိုရောမိုးကြိုးထိမှန်ပြီးလဲကျသွားပါတော့တယ်။ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့အင်ဒိုနီးရှားရဲ့ဒေါသတွေဟာဟီတန်အပေါ်ပုံကျသွားပြီးအပြင်းထန်တိုက်ခိုက်ပါတယ်။အဲ့ဒီနောက်ဓာတ်အိမ်ကိုပြင်းပြင်းထန်ထန်ကင်ပြီးတက်ဆိုင်ကဓာတ်ကိုဆန္ဒပြုမိလိုက်တဲ့အချိန်မှာဓာတ်ကဓာတ်အိမ်ရှိရာကိုပြန်တန်းဝင်ရောက်လာပါတော့တယ်။အင်ဒိုနီးရှားကပြန်ဝင်လာတဲ့ဓာတ်ကိုလျှက်တစ်ပြက်ဆုပ်ကင်လိုက်ပြီးဟီတန်ကိုခိုးချလိုက်တဲ့အခါမှာတော့ဟီတန်ရဲ့လှန်တန်လက်ကင်မှာပြတ်သွားပြီးဟီတန်တယောက်ဘဝကူးလို့သွားပါတော့တယ်။ဟီတန်တေဆုံးမှုနဲ့အတူမဝင်းရဏအပိုင်းစားတွေလည်းထွက်ပေါ်လာခဲ့ပြီးအဆုံးသတ်သွားပါတယ်။ကာဂိုမီနဲ့ရှစ်ပိုကလည်းတေဆုံးသွားပြီဖြစ်တယ်။ရှစ်ပိုရဲ့မြေခွေးအဖေရဲ့ဝိညာဉ်ကအပြာရောင်မြေခွေးမိတော့နဲ့ကာကွယ်ပေးမှုကြောင့်ဘေးရန်ရကင်းခဲ့ကြပါတယ်။အားလုံးပျော်ပျော်ရွှင်ရွှင်အဆုံးသတ်သွားခဲ့ကြပြီးနောက်ထပ်မဝင်းရဏရှာမဲ့ခီးစဉ်တွေကိုဆက်ပြီးထွက်ဖို့အတွက်မနှက်ဖြန်ဆိုတာတွေကိုမျှော်လင့်နိုင်ကြပါပြီ။အပိုင်း30ကဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါတယ်။ပိုကောင်းတဲ့အပိုင်း17လာပါအောင်မယ်။